လူတိုင်းရဲ့စိတ်ဟာဖြူစင်တဲ့အခါရှိတယ်မဖြူစင်တဲ့အခါရှိတယ်ဖြူစင်တဲ့စိတ်နဲ့ပြောလိုက်လုံးလိုက်မယ်ဆိုရင်ကောင်းကျိုးချမ်းသာတွေရတယ်မဖြူစင်တဲ့စိတ်နဲ့ပြောလိုက်လုံးလိုက်မယ်ဆိုရင်ဆိုးကျိုးတွေရလာနိုင်တယ်ဓမ္မသောဝနာမှုတို့ရေးများ Facebook ဗုဒ္ဓဓမ္မချန်နယ်မှာလွင်တွင်စွာကြိုးစားပါတယ်အဲ့ဒီကောင်းကျိုးဆိုးကျိုးဖော်ဆောင်မှုကိုကြည့်ပြီးတော့စိတ်ကောင်းနှလုံးကောင်းဖြူစင်တဲ့စိတ်ဒီလိုတတ်မှတ်ပြီးတော့ပြောထားတာပဲဖြစ်တယ်ပေါ့လောဘဥဆောင်တဲ့စိတ်ဒေါသဥဆောင်တဲ့စိတ်မောဟဥဆောင်တဲ့စိတ်အိတ်တမစ္စရိယဆိုတာတွေဥဆောင်တဲ့စိတ်နဲ့လှုပ်လိုက်ပြီးဆိုရင်လွဲချော်သွားနိုင်တစ်ဖက်သားထိခိုက်အောင်လှုပ်ခြင်းသည်ကိုယ်ထိခိုက်ခြင်းအကြောင်းပဲဖြစ်တယ်ကိုလှုပ်လိုက်တဲ့အလုပ်တစ်ခုကတစ်ဖက်သားကိုထိခိုက်သွားရင်တစ်ချိန်ကျရင်ကိုယ်ပြန်ထိခိုက်တယ်တရားကိုလှုပ်တာတစ်ဖက်သားမှာဘလောက်ထိခိုက်သွားတယ်ဆိုတဲ့အချက်ပေါ်မှာမူတည်ပြီးအဲ့ဒီထိခိုက်မှုမျိုးဟာဘယ်ပုံပဲနည်းနဲ့ကိုယ်စီရောက်လာမှမသိဘဲနဲ့ရောက်လာတတ်တယ်အဲ့ဒါကိုကန္တမရဲ့အကျိုးလို့ပြောတာနော်ကိုလှုပ်လိုက်လို့တစ်ဖက်သားဟာကောင်းစားပြီးတော့စိတ်ချမ်းသာသွားလို့ရှင်လေအဲ့တစ်ဖက်သားရရှိသွားတဲ့စိတ်ချမ်းသာမှုမျိုးဟာကိုယ်စီပဲပြန်ရအလိုလျောက်ကိုမှသူများကိုဆင်ပြေအောင်ကူညီထားတဲ့ပုဂ္ဂိုလ်တယောက်ကိုကြတော့လဲအစဉ်တပြေဖြစ်နေတတ်တယ်ဒါဒီလွတ်ဆောင်မှုဆိုတဲ့ကံတရားရဲ့အကျိုးပဲဒီကြားထဲမှာဘယ်သူမှအမိန်ပေးပြီးဖော်ဆောင်နေတာမဟုတ်ဘူးကံကြမ္မာကပဲဖော်ဆောင်ပေးတယ်သဘာဝတရားပဲဖော်ဆောင်ပေးတယ်ဩစတြေးလျမှာရှိတဲ့ပူမရင်ဆိုတဲ့လက်နဲ့ပြစ်တတ်တဲ့သူကပြစ်လိုက်လို့ရှိရင်အဲ့ဒီလက်နဲ့ကကိုယ်စီပြန်ရောက်လာတယ်နော်အဲ့ဒီလက်နဲ့ကကိုယ်စီပြန်ရောက်လာတယ်လို့ပဲကံကြမ္မာဆိုတဲ့သဘောတရားဟာကိုယ်ကကောင်းတာလုပ်ရင်လေတစ်ဖက်သားရသွားတယ်ကောင်းကျိုးသည်ကိုယ်စီပြန်ရောက်လာတယ်ကိုယ်ကမကောင်းတာလုပ်လို့တစ်ဖက်သားရရှိသွားတဲ့ဆိုးကျိုးဟာလေကိုယ်စီပြန်ရောက်လာတတ်တယ်ဒီသဘောတရားဟာမလွဲမသွေရှိလာတယ်လို့တို့ဆိုလို့အဲ့တော့မြတ်စွာဘုရားကဟောတာကံကံဤအကျိုးတရားကိုဟောတယ်ဘုရားဘာသာဖြစ်ဖို့အရေးကြီးဆုံးဘာတော့လို့မေးလို့ရှိရင်ကံတရားကိုလက်ခံခြင်းပဲဖြစ်တယ်ကံတရားဆိုတာဘာကြောင့်လက်ခံရတာတော့ဆိုကောင်းတဲ့စိတ်မကောင်းတဲ့စိတ်ဖြူစင်တဲ့စိတ်နဲ့ညှဉ်းနှွမ်းတဲ့စိတ်ကဘယ်သူစီမှာဖြစ်တုံဆိုကိုယ်တဏ္ဍာမှာပဲဖြစ်တယ်ကိုယ်တဏ္ဍာမှာဖြစ်ရင်ကိုယ်နဲ့ပဲသက်ဆိုင် responsible ဆိုတာကိုလှုပ်တာကိုယ်နဲ့ပဲသက်ဆိုင်တယ်ဆိုတာသဘာဝကျကိုစားတဲ့အစာသည်ကိုယ်ပိုက်ကိုယ်ဝန်နဲ့ရောက်သွားရင်ကိုယ်ပဲဒီကောင်းခြင်းမကောင်းခြင်းဆိုတာဒီအစာကြောင့်အကျိုးသက်ရောက်မှုကဖြစ်မှာသိချာဆေးတောက်လိုက်လို့ယောဂပျောက်ခြင်းမပျောက်ခြင်းဆိုတာလည်းပဲကိုတောက်တဲ့ဆေးနဲ့တောက်တဲ့လူမှာအကျိုးသက်ရောက်မှုဆိုတာဖြစ်တာကံတရားဆိုတာအဲ့လိုကိုလှုပ်တာကိုနဲ့သက်ဆိုင်တယ်လို့ responsibility ဆိုတဲ့အနေထားကိုကမ္မတက္ကတာတမ္မဒိဋ္ဌိကံဒီသာလင်ကိုပိုင်တဲ့အရာဖြစ်တယ်လို့ဒီလိုဆိုတယ်နောက်တနည်းအားဖြင့်တော့ကိုပိုင်တဲ့ကံဆိုတာလူတွေမှာကောင်းကျိုးချမ်းသာကိုရကျင်တာဖြစ်သောကြောင့်ကုသိုလ်ကံကိုပဲကမ္မတက္ကကိုယ်အတွက်အကျိုးပြုတဲ့ကံလို့သတ်မှတ်ပြီးတော့လည်းအဓိပ္ပာယ်ဖွင့်ဆိုတာရှိသို့သောကမ္မတက္ကတာတမ္မာဒိဋ္ဌိဆိုတာကုသိုလ်တစ်မျိုးနဲ့သက်ဆိုင်တာမဟုတ်ဘူးကုသိုလ်နဲ့လည်းသက်ဆိုင်တယ်အကုသိုလ်နဲ့လည်းသက်ဆိုင်တယ်ကောင်းကံမကောင်းကံနှမျိုးလုံးပဲသက်ဆိုင်တယ်အဲသက်ဆိုင်သည့်အတွက်ကြောင့်ကမ္မတက္ကတာတမ္မာဒိဋ္ဌိဟာကုသိုလ်ပဲဖြစ်ဖြစ်အကုသိုလ်ပဲဖြစ်ဖြစ်ကိုလှုပ်တာကိုရတယ်ဆိုတဲ့အဓိပ္ပာယ်ပဲမှတ်ယူရမှာပဲဖြစ်တယ်ဘုရားဘာသာဖြစ်ဖို့အမှန်မြင်ခြင်းလို့ဆိုတဲ့ကမ္မတက္ကတာတမ္မာဒိဋ္ဌိအခြေခံရှိရမယ်မြတ်စွာဘုရားကိုယ်တိုင်ကကမ္မဝါဒီကရိယာဝါဒီကောင်းတာဆိုတာဟာလုပ်လို့ရတယ်ကောင်းတာဆိုတာရဲ့အကျိုးရှိတယ်လို့ဟောပြောလေးရှိကရိယာဝါဒီကောင်းတာဆိုတာဟာလူတွေလုံးလေးရှိကြတော့ကြောင့်ကောင်းတာဆိုတာရှိတယ်ကောင်းတာဆိုတာလည်းလူတွေရဲ့တဏ္ဍာမှာဖြစ်တယ်
အဲ့ဒီအကောင်းအဆိုးတို့ရဲ့အကျိုးတရားဟာလည်းပဲလူတွေရဲ့တဏ္ဍမှာဖြစ်တယ်လို့အဓိကအခြေခံအားဖြင့်ကမ္မဝါဒနဲ့ကရိယာဝါဒကိုဟောပြောတယ်မြတ်စွာဘုရားနဲ့ခေတ်ပြိုင်ပေါ်လာတဲ့ပုရဏကတ္တဝါတို့ဆိုတဲ့ဝါဒရှင်တွေကကုသိုလ်အကုသိုလ်ဆိုတဲ့လူတွေရဲ့တဏ္ဍမှာဖြစ်တဲ့အကောင်းခြင်းဆိုခြင်းကိုအသိမှမပြုဘူးအကောင်းဆိုးကိုအသိမှမပြုဘူးသူတို့ကတိတိပပညင်းကွယ်ထားတယ်နတ္ထိပုံညာနတ္ထိပပလူတွေကကောင်းတာလုပ်တယ်ဆိုတဲ့ကုသိုလ်ဆိုတာလည်းမရှိဘူးမကောင်းတာလုပ်တယ်ဆိုတဲ့အကုသိုလ်လည်းမရှိဘူးလို့ညင်းတယ်အဲ့လိုညင်းအောင်မြတ်မကနတ္ထိပုံညတအာဂမောကောင်းတာလုပ်လဲဘာအကျိုးမှမရဘူးနတ္ထိပပတ္တအာဂမောဆိုးတာလုပ်လဲဆိုးကျိုးမရဘူးလို့ကံကံဤကျိုးညင်းပေတဲ့ဝါဒကိုထူထောင်ဟောပြောခဲ့တာဖြစ်တယ်။လွန်ခဲ့တဲ့နှစ်ပေါင်း2600ကျော်ကအိန္ဒိယနိုင်ငံမှာဟောတာခဏခေတ်နဲ့အဲ့ဒီဝါဒကိုလက်ခံတဲ့လူတွေရှင်းမှာမြတ်စွာဘုရားကတော့ဒီလိုမဟုတ်ဘူးအဋ္ဌိပုံညာအဋ္ဌိပပံကုသိုလ်ဆိုတာရှိတယ်အကုသိုလ်ဆိုတာရှိတယ်အဋ္ဌိပုံညတအာဂမောကုသိုလ်ရဲ့အကျိုးတရားဆိုတာရှိတယ်အဋ္ဌိပပတ္တအာဂမောအကုသိုလ်ရဲ့အကျိုးတရားဆိုတာရှိတယ်လို့တိတိကျကျဟောထားပြီးကံကံဤအကျိုးရှင်းလင်းပြတ်သားစွာဟောကြားရတာဖြစ်တယ်ဒီကနေ့ဓမ္မပဒဒေသနာမှာဟောထားတဲ့မြတ်ဗုဒ္ဓရဲ့အဆုံးအမစကားလေးကိုရှင်းဥစွာနာယူကြည့်ရအောင်မြတ်စွာဘုရားကဘာဟောလဲဆိုရှင်းရှင်းလေးပဲမြတ်စွာဘုရားဟောတာလေယထာပိပုပ္ပရာတိမကယိရာမာလာခုနေပဟုဧဝံဇာတေနမစ္စေနကတ္တဗံကုသလံဘဟုမြတ်စွာဘုရားဟောတော့ကပါဠိဘာသာလို့ခေါ်တယ်အိန္ဒိယနိုင်ငံမှာရှေးကသုံးခဲ့တဲ့ဘာသာစကားတစ်ခုပေါ့အဲ့ဒီဘာသာစကားဖွံ့ဖြိုးတိုးတက်လာပြီးဘုရားဟောတဲ့အဓိပ္ပာယ်တွေကိုမှတ်တမ်းတင်တဲ့အခါဒါပါဠိဘာသာဆိုပြီးဒီပါဠိဘာသာဟာဒီကနေ့ဘယ်မှာထွန်းကားတော့ဆိုမြန်မာနိုင်ငံမှာထွန်းကားစတင်ပေါ်တော့ကတော့အိန္ဒိယနိုင်ငံမှာပေါ်တယ်သို့တော့အိန္ဒိယနိုင်ငံလူတွေကပါဠိနဲ့ဆင်ဆင်တူတဲ့တက္ကဒဘာသာကိုသုံးတယ်နားလည်အောင်အကျဉ်းချုပ်ပြောရမယ်ဆိုလို့ရှိရင်တက္ကဒနဲ့ပါဠိနဲ့ဟာတူတာလေးတွေရှိတယ်ကမ္မကိုသူတို့ကကရမလို့ဖတ်တယ်ဗမာကပါဠိဘာသာမှာကမ္မသူတို့ကကရမဓမ္မကိုပါဠိကဓမ္မလို့ဖတ်ပေမဲ့ပါဠိဘာသာကဓမ္မလို့ဖြစ်ပေမဲ့တက္ကဒကျတော့ဓမ္မဆိုဖြစ်သွားတယ်အဲ့လိုကွဲပြောင်းဝိဇ္ဇာလို့ပါဠိကဆိုတဲ့အခါမှာသူတွေကဝိဒိယလို့ပြောတယ်နော်ကျောင်းနေပါတွေကိုသူတို့စီမှာအိန္ဒိယဝါဟာရနဲ့ပြောရင်စာသင်ကျောင်းကိုဝိဒိယလက်ရလို့ခေါ်တယ်ပမာဒနဲ့ပြောမယ်ဆိုရင်ဝိဇ္ဇာလက်ရလို့သူဆိုလို့တယ်နော်ဝိဇ္ဇာလက်ရသူတို့ကြတော့ဝိဒိယလက်ရလို့ပြောလိုက်တယ်ကောလိပ်ကျတော့မဟာဝိတ္တရလေးရမဟာဝိဇ္ဇာလေးရတက္ကသိုလ်ကျတော့ဝိဆွဝိတ္တရလေးရဝိဆွဆိုတာအလုံးပညာရအလုံးကိုသင်ကြားတဲ့နေရာလို့ဒီလိုဆိုလို့တယ်အဲ့တော့ university ဆိုတာနဲ့တူတူပဲသူတို့စီကအဲ့လိုခွဲခြားပြီးတော့ဒေသဘာသာအနေနဲ့ခေါ်တာဖြစ်တယ်အဲ့တော့ပါဠိနဲ့တော်တော်စင်စင်တူတယ်အိန္ဒိယစကားနော်ပါဠိနဲ့ဆင်ဆင်တူတယ်အိန္ဒိယသွားတဲ့အခါမှာနည်းနည်းသတိထားကြည့်ဓာတ်စီဆိုင်ကိုဓာတ်စီဝင်ထည့်လို့ရှိရင်သူတို့အခရာနဲ့ရေးထားတဲ့စကားလုံးကသူတို့တိုင်းရင်းစာနဲ့ရေးထားတယ်ဘယ်လိုရေးထားတော့ဆိုဒုမရပါဏနိစေတံလို့ရေးထားတယ်သူနော်ဒုမရပါဏဆိုတာဒုမပါဏအခိုးတောက်ခြင်းလို့အဓိပ္ပာယ်ရတယ်အခိုးတောက်တယ်လို့ခေါ်တယ်ဆေးလိပ်တောက်တာနော်မိကိုရှူရှိုက်တာပဲလေ
ဒါကြောင့်မို့ဓုမပါဏပါဠိကျတော့ဓုမပါဏသူတို့ကျတော့ဓုမရပါဏအဲ့လိုတောင်းတယ်နိစေရန်ဆိုတာနိတိတနာတားမြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ဆိုလိုတာကဗမာပြည်ကျတော့ဆေးလိမ့်မတောင်းရလို့ရေးတယ်နော်အင်္ဂလိပ်လို no smoking လို့ရေးတယ်ဟာအိန္ဒိယနိုင်ငံမှာဓုမရပါဏနိစေရန်လို့ရေးတယ်အဲ့ဒီဓာတ်စီဆိုင်တွေကိုသွားကြည့်ရင်တတိထားကြည့်အဲ့တိုင်ရေးတယ်သူတို့အခရာနဲ့ဓုမရပါဏနိစေရန်နဲ့နော်အခိုးမတော့ရအခိုးတံကိုမတော့ရဆိုဆေးလိမ့်မတော့ရလို့ပြောတာno smoking ကိုရေးထားတာသူတို့စကားအဲ့လိုပါဠိနဲ့ဆင်ခြင်တူတယ်ပေါ့အဲ့ဒီပါဠိနဲ့ဆင်ခြင်တူတဲ့ဒေသမြတ်စွာဘုရားဟောထားတာတော့အခုပြောတဲ့ယထာပိပဝရာသိမ့်မှာကိရိမလာခုနိဘဟုခေါင်းဘုရားဝါဒဝင်သူတော်စင်တွေဆိုသွားကြတယ်ပါဠိပဲနမောတတဆိုတယ်ဗုဒ္ဓံတရဏဂိသမိဆိုတယ်ပါဏာတိပတ္တဝေရမဏိသိက္ခာဝရံသမာရိယာမိဆိုတယ်ဒါပါဠိဘာသာလို့ခေါ်တယ်အဲ့ဒီပါဠိဘာသာကိုပဲအတန်တွက်တစ်မျိုးနဲ့သိဟိုကြတော့ဆိုပြန်တယ်အဲ့ဒီအတန်တွက်ကလည်းအထူးဆန်းမဟုတ်ဘူးအခရာ၅လုံးပဲကိုပြချနာတယ်ကျန်တာထူးထူးပဲနော်အခရာ၅လုံးပဲမှတ်ထားဖို့လိုတယ်စာလုံးစာလိန်စာခွဲစာမြင့်ဆွဲကိုပမာကစဖတ်တယ်။ဒါကြတော့တလို့ပဲဖတ်တယ်။အေးတိရိလင်္ကာနိုင်ငံတို့ထိုင်းနိုင်ငံတို့ကမ္ဘောဒီးယားတို့လာအိုတို့ကြတော့ဘလို့ဖြစ်သွားတော့ဆိုနော်သူတို့အတန်တွဲနဲ့ကြတော့တသည်စဖြစ်သွားစာလုံးစာလိန်စာခွဲကြတော့စာလုံးကကြစာခွဲကချစာလိန်ကချစာခွဲကချစာပြည့်ဆွဲကြတော့ချလို့ဖတ်တယ်ကြချအဲ့ဒီတန်လေးပြောင်းသွားတယ်နော်အဲ့ဒါလေးကိုသတိထားလို့ရှိရင်ဒီပါဠိကိုပဲရွတ်တာဗုဒ္ဓံတရဏံဂိသာမိကိုသူတို့ကြတော့ဗုဒ္ဓံစရဏံဂัจฉာမိဖြစ်သွားတယ်ဒါလေးပဲကွာတယ်နော်အတိတ်ကတူတူပဲလို့ဆိုလို့အဲ့တော့ romanize လုပ်တဲ့အင်္ဂလိပ်စကားလည်းပဲထို့တူပဲတူတူပဲဖြစ်သွား romanize လုပ်တိုက်တဲ့ပါဠိကလည်းပဲဒီတိုင်းအဲ့ဒီပါဠိဘာသာဟာမြန်မာနိုင်ငံမှာအခုချိန်မှာထွန်းကားနေတယ်အတန်မတူတာကလွယ်ရင်ကျန်တဲ့မြတ်စွာဘုရားဟောတဲ့ဝိဓိက၃ပုံနိကေ9ရတပည့်ခဏပေါင်း8400ဆိုတာပိဋကစာအုပ်တွေမြန်မာအခရာနဲ့ပြည့်စုံစုံရှိတယ်အဲ့ဒါမြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ပုဂ္ဂိုလ်တွေကံကောင်းခြင်းပဲလို့ပြောမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်ဒီကြားနာခွင့်ရှိသွားတယ်ဖတ်ရှုခွင့်ရသွားတယ်အဲ့ဒီမြတ်စွာဘုရားရဲ့အဆုံးအမတွေကဘာတွေတုံးဆိုတာခုနကနေအနှစ်ချုပ်ပြီးပြောလိုက်မယ်ဆိုရင်အလုံးကိုဒီအပြစ်ကင်းစင်တဲ့ပြောဆိုမှုအပြစ်ကင်းစင်တဲ့ပြုလုပ်မှုအပြစ်ကင်းစင်တဲ့ကြံတွေးမှုတွေကိုမြတ်စွာဘုရားကဆုံးမသွန်သင်ခြင်းပဲဖြစ်တယ်တစ်ချိန်တုန်းက China လို့ခေါ်ကြတဲ့တရုတ်ပြည်ကြီးမှာပေါ်လာတဲ့ computer ဆိုပညာရှိကြီးလို့ပဲဆုံးမစကားတွေပြောတာပဲမြတ်စွာဘုရားနော် China ဆိုလို့တကယ်ကပါဠိလိုကျိနလို့ခေါ်တာကျိနဒီဟိုတို့အိန္ဒိယလူတွေကဗမာပြည်ကသာတရုတ်ပြည်လို့ခေါ်တာဟိုမှာကျတော့ကျိနလို့ခေါ်တာဒီဟိုသွားရင်ဒီဟိုလူတွေကျိနသူတို့စကားနဲ့ဘာသာပြန်နေဟိုသတင်းကြေညာတာနားထောင်ရင်တရုတ်ပြည်အကြောင်းပြောရင်ကျိနေနဲ့ပါလဲအဲ့ဒါတရုတ်ပြည်အကြောင်းပြောနေတာသတင်းတွဲတဲ့အခါနော်အဲ့ဒီမြန်မာလူကြတော့စိနရထစိတ်တိုင်းဆိုပြီးရှေ့တော့သုံးခဲ့ဘူးတယ်လေစိနရထအဲ့ဒီစိနချိနဆိုတာကိုအင်္ဂလိပ်ကအတန်တွဲမှားပြီးတော့ China လို့ဖတ်လိုက်လို့အခုက China ဖြစ်သွားတာအမှန်ကတော့သူမမှန်မကန်လှုပ်သွားတယ်လို့ပြောအောင်ပါမမှန်မကန်လှုပ်သွားတာအဲ့ဒါမှန်လားမဟုတ်ဘူးသူ့အတန်တွဲနဲ့သူဖတ်သွားလိုက်တာမှားသွားတယ်
တကယ်ကတော့ပါဠိစကားနဲ့တူတူပဲချိနရထသူသုံးအဲ့ဒါလိုပဲအိန္ဒိယတောင်ပိုင်းမှာရှိတဲ့ကျွန်းပေါက်စာလေးတစ်ခုရှိတယ်နိုင်ငံလေးတစ်နိုင်ငံရှိတယ်မာလာဒီပလို့ဆိုတဲ့ကျွန်းနိုင်ငံလေးကိုမာလဒီလို့ဒေသကခေါ်တာမာလာဒီပကဒီမာလဒီအဲ့ဒီမာလဒီကိုအင်္ဂလိပ်ကဖတ်လိုက်တဲ့ကမော်လဒိုင်းဖြစ်သွားတယ်ဒါလည်းသူမှားဖတ်တာအင်္ဂလိပ်ဖတ်တိုင်းမှန်တယ်လို့မထင်ကြလေနဲ့သူဖတ်လိုက်တာနဲ့အကုန်လုံးမော်လဒိုင်းဖြစ်ကုန်ရောဗမာပြည်ကလည်းပဲအိန္ဒိယနိုင်ငံမှာကြည့်မြန်မာကိုသူတို့ဘယ်လိုခေါ်တာလဲဆိုဗြဟ္မလို့ခေါ်တယ်ဗြဟ္မဆိုတာဗြဟ္မဝိဟာရတို့ဗြဟ္မာတို့ရေးတဲ့စကားလုံးပဲဗြဟ္မဘာကြောင့်လို့ဆိုရင်မြန်မာနိုင်ငံဟာသူတို့အိန္ဒိယနိုင်ငံအတန်တို့မဏိပူတို့နားမှာဘာရှိတော့ဆိုဗြဟ္မပုတ္တရမြစ်ဆိုရှိတယ်အဲ့ဒီဗြဟ္မပုတ္တရမြစ်ရဲ့ဒီဘက်ကဒေသမှာမွေလို့ဗြဟ္မလို့ခေါ်လိုက်တာအင်္ဂလိပ်လက်ထက်တုန်းကအိန္ဒိယနိုင်ငံရဲ့အစိတ်ပိုင်းတစ်ခုဖြစ်မြန်မာနိုင်ငံကိုတွဲဖက်ပြီးတော့ထားတာအဲ့ထားတော့ကမြန်မာနိုင်ငံကိုဘယ်လိုခေါ်တော့ဆိုဗြဟ္မဒေရှတဲ့နော်ဘင်္ဂလားဒေ့ရှ်ခေါ်တယ်လို့ပဲဗြဟ္မဒေရှလို့ခေါ်တယ်အခုအိန္ဒိယနိုင်ငံမှာရှိတဲ့တိုင်းဒေသကြီးတွေပြောလိုက်မယ်ဆိုရင်ဥတ္တပဒေရှပဒေရှဆိုပဒေသပဲအရပ်ဥတ္တပဒေရှဒီလိုသုံးတာနော်အန္ဒရာပဒေရှဒီပါဠိဘာသာစကားပဒေသဆိုတဲ့စကားနဲ့သုံးပြီးတော့မြန်မာလူမျိုးတွေကြတော့ဒီဘက်ကိုဗြဟ္မာလို့ပြောပြီးတော့ဗြဟ္မတိရှနိုင်ငံလို့ခေါ်ထားတာနောက်လွတ်လပ်ရေးရတဲ့အခါကျတော့ခွဲရေးတွေးလုပ်ပြီးတော့မြန်မာကတည်တံ့မြန်မာနိုင်ငံဆိုတာမြန်မာလိုဝဟာရခေါ်တာအဲ့တော့အင်္ဂလိပ်ကိုဒီနိုင်ငံကဘာနိုင်ငံတော့ဘာလူမျိုးလို့ပြောတဲ့အခါအိန္ဒိယနိုင်ငံသားတွေကသူတို့အတန်တဲ့ဗြဟ္မာလို့ပြောလိုက်တာအဲ့ဒီဗြဟ္မာလို့ပြောရတာဒီဘာမှဖြစ်လာတယ်လို့ကြံစီလို့ရတယ်ပေါ့နော်အဲ့ဒါလည်းသူတို့ဖတ်မှားပြီးတော့ဗြဟ္မာလို့မပြောဘဲနဲ့ဘာမှဆိုဖြစ်သွားရောအဲ့ဒီအရင်တော့မြန်မာလို့မပြောင်းခင်တော့ဘာမှအဲ့ဒီဘာမှကိုပဲဂျာမနီရောက်တော့ဂျာမနီကလူတွေဘယ်လိုဖတ်တုံးဆိုဘောမာလို့ဖတ်တယ်ဂျာမနီကဒီလိုလူတွေကဘယ်လိုဖတ်တော့ဆိုဘုရုမာလို့ဖတ်တယ်ဗမာကိုဘုရုမာလို့ဖတ်တာသူတို့အဲ့ဒီဘာမှဆိုတဲ့စကားလုံးကိုအတန်တက်ဖတ်တာတွေအမျိုးစုံဖတ်ကြမျိုးစုံဖတ်တယ်ခုနကချိနာကိုချိုင်းနာလို့ဖတ်လိုက်တယ်လို့ပဲမျိုးစုံအတန်တွေထွက်ကုန်အဲ့ဒါကနေအတိဖြစ်ပြီးတော့ဖြစ်နေတာအဲ့ဒါမြတ်စွာဘုရားသခင်ဟောတဲ့တရားဒိဋ္ဌနာတွေကိုလည်းပဲဗမာကဗမာအတန်နဲ့ဖတ်တယ်ကျန်တဲ့ပုဂ္ဂိုလ်တွေကသူတို့အတန်တွေနဲ့ဖတ်ကြတယ်သို့တော့အဓိပ္ပာယ်ဟာတူတူပဲတူညီတဲ့အဓိပ္ပာယ်ထွက်ရမယ်အဓိပ္ပာယ်ပြောင်းသွားလို့မရကဲဒီဆုံးမစကားလေးကိုနားထောင်ကြည့်လိုက်ယထာပိဥပ္ဖရာတိမဥပ္ဖရာတိဆိုတာပန်းဥယျာဉ်ကြီးပန်းကြုံကြီးသို့မဟုတ်ပန်းပုံကြီးပန်းမျိုးစုံနေစုထားတဲ့ပန်းပုံကြီးအဲ့ဒီပန်းပုံကြီးတွေကယထာပိဥပ္ဖရာတိမကရိရာမာလာခုနေပဟုကျွမ်းကျင်လိမ္မာတဲ့ပုဂ္ဂိုလ်ကပန်းအလှဆင်တတ်တဲ့ပုဂ္ဂိုလ်ကအခုဒီဗိမာန်ကြီးတွေမှာဆင်ထားတာတွေရှိတယ်လေအယောင်မျိုးစုံနဲ့တရံမျိုးစုံဖြစ်အောင်လုပ်ပြီးတော့ပန်းတွေအလှဆင်ထားတယ်အဲ့ဒါလိုပဲဗတ်မုံတွေကနေပြီးရွေးကောက်ပြီးတော့အယောင်စုံပန်းဆိုက်စုံပန်းအပွင့်စုံပန်းတွေကိုအလှဆင်ပြီးတော့လုပ်ထားသလိုတဲ့ဧဝံဇာတေနမစ္စေနကတ္တဗံကုသလံမဟုတ်လူလောကမှာမွေးဖွားလာတဲ့လူတယောက်ဟာကု
ကုသိုလ်ကောင်းမှုကိုမျိုးစုံလုပ်ပါလို့ဘုရားတိုက်တော်တာနော်ဘုရားဟောတာကုသိုလ်ကောင်းမှုလုပ်ပါအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာကိုပေးနိုင်တဲ့ကုသိုလ်မျိုးစုံလုပ်ပါကုသိုလ်ကောင်းမှုမျိုးစုံတွေကောင်းကျိုးချမ်းသာတွေမျိုးစုံတွေဒါကြောင့်ကုသိုလ်ကောင်းမှုမျိုးစုံလုပ်ရမယ်ကောင်းလို့ရလုပ်ချကောင်းတယ်ဆိုရင်ဘယ်ကုသိုလ်ပဲဖြစ်ဖြစ်လုပ်ချလုပ်ရင်ရလာတဲ့အကျိုးတစ်မျိုးစီပဲဥပမာမဲ့ဒါနကောင်းမှုဆိုတဲ့လူမှုတတ်မှုလည်းလုပ်ရတယ်သီလကောင်းမှုဆိုတဲ့ကိုယ်ကျင့်တရားထိမ့်သိမ်းမှုလည်းလုပ်ရမယ်ဘာဝနာကောင်းမှုလို့ခေါ်တဲ့မေတ္တာပို့တဲ့သမထဘာဝနာမျိုးတွေအနိစ္စဒုက္ခအနတ္တဆင်ញင်သုံးသပ်တဲ့ဝိပဿနာတရားမျိုးတွေအကုန်လုံးအမှန်လို့သူတို့ပြောတာနော်ကုသိုလ်ကောင်းမှုမှန်သမျှစုံအောင်လုပ်ပါမစုံလို့ရှိရင်မပြည့်မစုံဖြစ်တတ်တယ်ဒါကိုမြတ်စွာဘုရားဟောတာပန်းမျိုးစုံတဲ့ပန်းမုံကြီးတွေကပန်းကုန်းတွေကိုမျိုးစုံနေအောင်တီကုန်းလိုက်သလိုကုသိုလ်ကောင်းမှုတွေကိုတတ်နိုင်သမျှစုံအောင်လုပ်ပါဒါနလည်းလုပ်မယ်ဒါနဆိုတဲ့မျိုးစုံအောင်လုပ်တယ်ဒါနကဘလို့အကျိုးရလို့လုပ်ကြတာတော့ဆိုလို့ရှိရင်ကိုကသူများရဲ့လိုအပ်ချက်ကိုပေးလိုက်တာပဲဖြစ်တယ်ဒါနဆိုတာတစ်ဖက်သားရဲ့လိုအပ်ချက်ကိုဖြည့်ဆွတ်ပေးခြင်းပဲဖြစ်တယ်အဲ့တော့ကိုကသူများရဲ့လိုအပ်ချက်ကိုဖြည့်ဆွတ်ပေးခြင်းအပြင်ကိုယ့်လိုအပ်ချက်တွေကပြည့်လာဒါဒါနအကျိုးပဲနော်သူများရဲ့လိုအပ်ချက်ကိုဖြည့်ဆွတ်ပေးလိုက်ခြင်းအပြင်ကိုယ့်ဘက်ကျတော့ကိုယ့်ရဲ့လိုအပ်ချက်တွေကပြည့်လာဟောဒါဒါနရဲ့အကျိုးသီလဆိုတာကြတော့သူများကိုထိခိုက်နေနာမှုကရှောင်တယ်ဥပမာပဲသူများတတ်တာရှောင်တယ်ဆိုတာသူများထိခိုက်တာမလုပ်ဘူးသူများဒုက္ခရောက်အောင်မလုပ်တာအဒိဏဒါနသူများပစ္စည်းထိခိုက်အောင်မလုပ်ဘူးသီလကာမိတုမိစ္ဆာစာရသူများရဲ့ဂုဏ်သိက္ခာထိခိုက်အောင်မလုပ်ဘူးဒါကုသိုလ်မုတ္တဝါဒယုံပြင်ကနာသွားပြီးတော့မဟုတ်တာကိုဟုတ်လုပ်ပြီးတော့လိန်လေထွက်ဆိုလို့တစ်ဖက်သားဟာထောင်တန်းကျသွားတာမျိုးမဟုတ်တာကိုဘယ်တော့မှသက်သေမလိုက်ဘူးသူဆိုလို့တယ်ပေါ့နော်မဟုတ်တာသက်သေလိုက်မိသွားပြီဆိုရင်မဟုတ်မှန်းသိရတဲ့နဲ့ပြောတဲ့ပုဂ္ဂိုလ်ဟာကိုယ်မတရားဆွဆွဲခံရတတ်တယ်အကျိုးပေးလာပြီဆိုလို့ရှိရင်ကိုယ်မလုပ်ဘဲနဲ့လုပ်တယ်လို့ပြောခံပြီးကိုယ်တိုင်ထောင်တန်းကြအပြစ်ကြခြင်းခံရတတ်တယ်ဒါဝမုဒ္ဒဝရဟောရှောင်းသူရမိတရားဆိုတော့အမတမထင်ရှားမူရည်နေတဲ့ပုဂ္ဂိုလ်တရားဟာကောင်းကျိုးချမ်းသာတွေကိုရအောင်ဆောင်ရွက်နိုင်တဲ့အသိဉာဏ်ဟာရောပါသွားမှာပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့မူရည်နေတာမလုပ်ဘဲနဲ့စိတ်ဓာတ်ကြည်လင်အောင်နေပြီးတော့စီပွားဥစ္စာရှားတယ်ပညာရှားတယ်ကောင်းတဲ့လုပ်တယ်ဒီလိုလုပ်ရတာအဲ့ဒါကသီလလို့ခေါ်တယ်အဲ့သီလလုပ်ခြင်းအဖြစ်သူရတဲ့တတ်တာရှောင်ခြင်းအဖြစ်ကိုရလာတဲ့အကျိုးအပါတော့ဆိုရင်ကျမ်းမာတဲ့အသက်ရှိလူတွေကတာမန်လူတွေကတော့ကျမ်းမာဖို့ရဆူတောင်းရတယ်လို့အောင်းမေ့နေတာမဟုတ်ဘူးသူများအသက်တတ်ခြင်းကရှောင်လို့ရှိရင်ကျမ်းမာတာပဲကျမ်းမာလာမယ်အသက်ရှိမယ်ကျမ်းမာတဲ့အသက်ရှိတယ်ဆိုတဲ့ဟာဒီလှုပ်ခြင်းမလှုပ်ခြင်းနဲ့ကံကြမ္မာရဲ့အကျိုးဟုတ်မဟုတ်ဆိုတော့ဘလောက်ထိအောင်ထင်ရှားတော့ဆိုတာကြည့်တချို့ကမွေးလာကြတဲ့ကယောဂနဲ့တချို့ကမွေးပြီးသေသွားကြတယ်နော်တက်ကြီးမှလူဆိုတာတက်ကြီးမှသေတာကြီးမဟုတ်ဘူးမွေးပြီးတော့မမွေးခင်နဲ့သေသွားတာပဲအကုသိုလ်တစ်ခုအကျိုးပေးပြီဆိုရင်တချို့လူဘဝတောင်မရောက်လိုက်ဘူးလူဘဝတောင်မရောက်လိုက်ပဲနဲ့သေသွားတော့အဲ့ဒါတွေကပါဏာတိပါဒလို့အကျိုးတရားတွေလို့ဆိုချို့ကြတော့ကိုယ်ပစ္စည်းကိုလောက်ပဲသိမ့်အသိခံရတယ်မိလောင်တဲ့ထက်ပါသွားတယ်ရေမျောတဲ့ထက်ပါသွားတယ်ကိုရှာထားသမျှဆုံးရှုံးတယ်ဟောအရိဏဒနာရဲ့အပြစ်တွေပဲကိုယ်သိခါကင်းမဲ့ပြီးတော့လူမုန်းများတယ်
ကာမိတုမိစ္ဆာဆရာအဖြစ်မဟုတ်တရားဆွဆွဲခံရတယ်မုဒ္ဒဝါဒရဲ့အဖြစ်ပဲမွေးလာကြတဲ့ကကြောင်းတောင်းမွေးလာတယ်နော်ဆွမ်းအားနာမကြမွေးလာတယ်အော်တစ်ဆင်ဖြစ်ပြီးတော့အုံနောက်မပြေးတာမွေးလာတယ်သူရမိရအဖြစ်တွေပဲအဲ့တော့ကိုလို့တာကိုရကြတာကြီးပဲသူပဲဖြစ်တော့တန်တရားမှာကိုဟာအလွန်ကံကောင်းသည့်အတွက်ကြောင့်မျက်စိကောင်းနားကောင်းအုံနောက်အသိဉာဏ်ရှိနဲ့လူဘဝရောက်လာလေကောင်းတာတွေကိုရွေးချယ်ပြီးတော့လုပ်ဖို့လိုတယ်လို့ဧဝံဇာတေနမစ္စေနကတ္တပံကုသလမဟုတ်မြတ်စွာဘုရားကလူလောကမှာမွေးဖွားလာတဲ့ပုဂ္ဂိုလ်တရားအနေနဲ့ကောင်းတာတွေကိုရွေးချယ်ပြီးလုပ်ပါပန်းအလှစုံတဲ့ပန်းမုံကြီးတွေကပန်းကိုတက်နိုင်သလောက်အသိဉာဏ်ရှိသလောက်ပန်းကုန်းတွေပန်းအလှတွေဟာအမျိုးစုံထွက်လာတယ်အခုစိတ်ကူးစိတ်တမ်းပေါ်မှာမူတည်ပြီးတော့ပန်းအလှပြင်းတဲ့ပုဂ္ဂိုလ်ကြီးပြင်းတဲ့လောက်ပဲပန်းဟာလိုက်လှနေမှာပဲဖြစ်တယ်ပေါ့အဲ့ဒါလိုပဲကုသိုလ်ကောင်းမှုကလှုပ်တဲ့လောက်ကိုမှအကျိုးပေးရဖြစ်နေမှာပဲဖြစ်တယ်ပေါ့နော်အကျိုးပေးတာအဲ့လိုဖြစ်တယ်အဲ့ဒါတွေကိုမြတ်စွာဘုရားကသိရှိလို့တိုက်တွန်းတာဖြစ်တယ်ဒါလုံးချဧဝံဇာတေနမစ္စေနကတ္တပံကုသလံဘောလူဘဝမှာမွေးဖွားလာတဲ့ပုဂ္ဂိုလ်တရားမှာပြည့်ကင်းပြီးကောင်းကျိုးချမ်းသာရစေနိုင်တဲ့ကုသိုလ်ကောင်းမှုတွေကိုအများကြီးလုပ်ကြကြိုးစားပြီးလုပ်ကြဓမ္မကိုလိုချင်တဲ့ချမ်းသာဒုက္ခဆိုတာကုသိုလ်ကသာပေးနိုင်တယ်လို့ဒီလိုဆိုလိုတာဒီနေရာမှာတချို့ကတွေးကောင်းတွေးလိုက်မယ်ကိုရတဲ့ပစ္စည်းတွေကအမေကပေးခဲ့တာပါအဖေကပေးခဲ့တာပါမိဘလက်ထက်ကရှာထားတဲ့ပစ္စည်းတွေပါလို့ကိုကပြောကောင်းပြောလိုက်မယ်နော်ပြောကောင်းပြောလိုက်မယ်ကိုယ်တိုင်စူးစမ်းအထောက်လို့ချမ်းသာလာတာပါလို့ပြောလို့မရဘူးလားဆိုရတယ်သို့တော့ရှာတိုင်းရရလားပေးတိုင်းရရလားချီပေါ့နောက်ဆုံးမှာနေ့စဉ်နဲ့မြတ်မန္တလေးမှာဆိုရင်လူလောကထဲမှာလူအသစ်တွေမွေးဖွားနေကြတာဖြစ်တယ်အဲမွေးဖွားနေတဲ့လူတိုင်းဟာပြည့်စုံတဲ့မိသားစုကိုရောက်လာတာဟုတ်ကဲ့လားမိသားစုတိုင်းဟာချမ်းသာသလားဆိုဆင်းရဲတဲ့မိသားစုတွေအများကြီးပဲနေကြအိမ်မရှိဘူးစားစရာအပိုးမရှိဘူးဝတ်စရာအပိုးမရှိဘူးနော်ဒီနေ့လုံးဝဒီနေ့စားတဲ့အနေထားတွေအဲ့ဒီမိဘထံရောက်သွားတဲ့လူတွေကလည်းအများကြီးပဲအများကြီးတထေးအိမ်ရောက်လာတဲ့ပုဂ္ဂိုလ်တွေကလည်းအများကြီးရှိတယ်အဲ့ဒီမှာတေချာတွက်ကြည့်လိုက်လို့ရှိရင်ဆင်းရဲတဲ့မိဘချမ်းသာကြွယ်ဝတဲ့မိဘတွေမှာသာသမီထွန်းကားတာဆင်းရဲတဲ့မိဘအိမ်မှာရောက်တဲ့လူတွေများတယ်ချမ်းသာတဲ့မိဘအိမ်ကျတော့တယောက်မှရောက်မလာလို့မွေးတောင်မွေးစားနေရတယ်နော်ဖြစ်တတ်တယ်ပေါ့အဲ့ဒါဘာကြောင့်လဲဆိုရင်ဘယ်သူကပို့လိုက်တာတခြားဘာသာတွေသွားမေးရင်တော့ဘုရားသခင်ကပို့တယ်လို့ပြောနော်ဘုရားသခင်ကပြုတ်ပို့တယ်လို့ပြောမယ်ဆိုရင်အဲ့ဒီဘုရားသခင်ဟာအပြစ်တင်ခြင်းခံရမှာပဲကြီးလာတဲ့လူတယောက်ကငါတို့ကြတော့ချမ်းသာတဲ့အိမ်မပို့ဘူးငါတို့ကြတော့ဆင်းရဲတဲ့အိမ်ပို့တယ်အတော်မကောင်းတဲ့ဘုရားသခင်လို့ပြောကြမှာပဲလေအဲ့တော့ဘယ်သူမှပို့တာလည်းမဟုတ်ဘူးကိုလုပ်ခဲ့တာကိုရကြတာမြတ်စွာဘုရားကဟောတယ်ဒါနသံမုဒါနိဘောဂာနိလူတွေရရှိစားတဲ့စီစဉ်ဥစ္စာတွေဟာဒါနကောင်းမှုကြောင့်ရတာလို့မြတ်စွာဘုရားအတိလင်းဟောတာကိုလုပ်တာတွေကိုရကြတာပဲဒီဘဝမှာချမ်းသာကြွယ်ဝတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာမွေးလာတဲ့ကချမ်းသာတဲ့မိဘအိမ်မွေးလာတယ်ချမ်းသာတဲ့အိမ်မမွေးနဲ့အောင်ကိုယ့်ရဲ့လုံလဝိရိယအသိဉာဏ်နဲ့ကြိုးစားလိုက်တဲ့အခါအလွယ်တကူရလာတယ်ကံကအကူအညီပေးလိုက်သည့်အတွက်ကြောင့်လုံလဝိရိယတို့အသိဉာဏ်တို့ကလည်းအထောက်အကူတချို့ကြတော့နော်ကံမရှိဉာဏ်ချီတိုင်းဉာဏ်မရှိကံချီလို့မွဲဆိုတာရှိသေးတယ်ဉာဏ်လည်းမရှိဘူးကံလည်းမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်တွေမွဲသွားတာပဲလေဘာလှုပ်လိုက်အစမပြေဘူးဆိုတာဖြစ်တယ်အေးကံရှိလာတယ်ဆိုရင်ချိန်နေပိုးထင်ရှားတာဖားကန်သွားပြီးကြောက်စိမ်းဝင်တူးကြတာချင်းတူတူပဲကံရှိတဲ့လူကရလာဗျာကံမရှိတဲ့လူကလွဲချော်နေဗျာ
အဲ့ဒါလို့ကံတရားရဲ့အကျိုးပေးမှုဆိုတာမတူကြဘူးပေါ့မတူကြကုသကံဟာဓမ္မအရေးကြီးတာဖြစ်လို့ကုသကံကိုလုပ်ရမယ်ဒါကိုမြတ်စွာဘုရားကဟောတာအလုံးလွယ်လွယ်ကူကူလေးနဲ့နားလည်နိုင်တယ်အလုံးလှပတဲ့ပန်းမျိုးစုံတဲ့ပန်းမုံကြီးတွေမှာတဲ့ပန်းမုံကြီးတွေကနေပြီးတော့ကိုကြိုက်တဲ့ပန်းမွင့်တွေကိုရွေးချယ်ပြီးတော့ပန်းကုန်းမျိုးစုံအောင်ဆုံးပြီးတော့ပန်းကုန်းအလှတွေကိုပြင်ဆင်ကြသလိုကိုရရှိထားတဲ့ဘဝလေးမှာကုသကောင်းမှုကိုစုံနေအောင်အများကြီးလုပ်ပါလို့မြတ်စွာဘုရားတိုက်တွန်းဟောကြားတာဒီဒေသနာ။ဘာကြောင့်ဒီဒေသနာကိုတိုက်တွန်းဟောကြားရသလဲဆိုလို့ရှိရင်ဘယ်သူကိုအကြောင်းပြုတာတုံးဆိုဝိသခာကြောင့်အမကြီးကိုအကြောင်းပြုပြီးဟောတာ။ဝိသခာကုသမျိုးစုံကိုစုံနေအောင်လုပ်တဲ့မျိုးသမီးတွေဖြစ်တယ်။အဲ့တော့ဝိသခာအကြောင်းကိုနည်းနည်းပြောမယ်ဆိုရင်သူဟာဒီဂေါရမဖရာမပွင့်ခင်ကဘာတသိန်းကာလမှာပဋိမုဒ္ဒရာဆိုရယ်မြတ်စွာဘုရားပွင့်တယ်ပဋိမုဒ္ဒရာမြတ်စွာဘုရားပွင့်တဲ့အခါမှာအဲ့ဒီပဋိမုဒ္ဒရာမြတ်စွာဘုရားလက်ထက်မှာလူဖြစ်တယ်လူဖြစ်တော့သူနဲ့အတူတကွာတွဲပြီးတော့ကျောင်းသွားဖို့သွားပဲအမျိုးသမီးကြီးတယောက်ရှိတယ်အဲ့ဒီအမျိုးသမီးကြီးကဘုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားနဲ့အလွန်ရင်းနှီးတာမြတ်စွာဘုရားလိုအပ်တာတွေအကုန်လုပ်ပြီးတဲ့ဒီတန်ခမာတာတန်ခမိခင်ဆိုတဲ့အနေအထားမျိုးမြတ်စွာဘုရားနဲ့အလွန်ရင်းနှီးတယ်အလွန်ရင်းနှီးပြီးတော့လိုအပ်ချက်တွေအားလုံးကိုလုပ်ပြီးတဲ့အဲ့ဒါကိုသူကအားကြတယ်အားကြပြီးတော့မြတ်စွာဘုရားကိုလျှောက်တယ်ဒီမျိုးသမီးဟာမြတ်စွာဘုရားနဲ့အလုံးကိုယဉ်နေတယ်အားလုံးနဲ့တန်ဃာတွေလည်းယဉ်နေတယ်သူဟာဘာကြောင့်ဘုရားနဲ့ယဉ်နေတုံးလို့ဆိုတဲ့အခါသူဟာမြတ်စွာဘုရားရဲ့အခဥပဋ္ဌာယိကာလို့ခေါ်တယ်မြတ်စွာဘုရားကိုလှုပ်ကြွေးပြုစုတဲ့နေရာမှာအတော်ဆုံးအဖြစ်ဖះနဲ့အကြောင်းဝင်တဲ့မျိုးသမီးဖြစ်တယ်ဆိုပြီးတော့မြတ်စွာဘုရားရဲ့တပည့်အရင်နှိဆုံးတကတာယကမဖြစ်တယ်လို့သူလည်းဖြစ်ချင်လိုက်တာပေါ့နောက်ဘဝမှာဒီလိုဖြစ်ချင်လိုက်တာဆိုပြီးကုသိုလ်ကောင်းမှုလုပ်ပြီးပဋိမုဒ္ဒရာမြတ်စွာဘုရားထံမှာဆုတောင်းတယ်တပည့်တော်လည်းနောင်အနာဂတ်ကာလမှာပွင့်တော်မူတဲ့ဘုရားတဆူရဲ့တဆူစုရဲ့ရှင်ဒီဝင်ဆံပြီးတော့မြတ်စွာဘုရားကိုလိုလေသေးမရှိထောက်ပံ့လှူဒန်းနိုင်တဲ့အလုတ်အကျွေးအမျိုးသမီးထိတ်တန်းအမျိုးသမီးဖြစ်ပါစေလို့ဆုတောင်းတော့ဘုဒ္ဓဘုရားမြတ်စွာဘုရားသူ့ရဲ့စိတ်ဆန္ဒဟာအလွန်ကြီးမားနေတာကိုသိပြီးဖြာဒိတ်ပေးတယ်ဖြာဒိတ်ပေးတယ်ဆိုတာအနာဂတ်ကိုကြိုတင်ပြီးတော့ပြောတာခဏခေတ်လည်းအနာဂတ်ကြိုတင်ပြောတာလေးတွေရှိတယ်လေအနာဂတ်ဆိုတာမရှိသေးဘူးမရှိသေးတာကိုဘလို့ကြိုတင်ပြောလဲဒီကနေ့ခေတ်လူတွေလည်းကြိုတင်ပြောနေကြတာရှိတယ်လေဥပမာကိုနတ်ဘဝန်းကျင်မှာရှိတဲ့ကိုမိသားစုတွေကကလေးလေးဖြစ်ပြီဒီကလေးလေးကပြောလို့ဆိုလို့ကောင်းတယ်လိမ္မာတယ်ချီးရင်တော့အရွယ်ရောက်လာရင်တော့ချီးပွားအောင်မှာပဲဒါပြလိုက်ပဲလေချီးပွားအောင်မှာပဲလို့ပြောကြတယ်နောက်မိုးလေဝသဌာနလူတွေကလည်းကြည့်တယ်ဒင်္ဂလာပင်လေဩမလေဖိယဝံအနမှုတွေတွေ့နေတယ်မုံတိုင်းဆင်းနေတယ်ဆိုဘယ်နည်းပဲရဲမှာမုံတိုင်းဝင်လိမ့်မယ်ဆိုတာချွတ်တင်ပြောတာပဲလေအဲ့ဒီမှာပစ္စုပန်အခြေအနေတစ်ခုကိုကြည့်ပြီးချွတ်တင်ပြောလို့ရ prophecy လို့ခေါ်ပြဋ္ဌိတချွတ်တင်ပြီးတော့ပြောဆိုလို့ရမြတ်စွာဘုရားတွေကြတော့အတ္တမသိကြတယ်သိကြတဲ့သူတို့ရဲ့ချွတ်တင်ပြောဆိုမှုဟာအခုဆုတောင်းတဲ့အမျိုးသမီးရဲ့စိတ်ဆန္ဒသူ့ရဲ့ကြိုးပမ်းအားထုတ်မှုသူ့ရဲ့စိတ်နေသဘောထားသူလွန်ကဲတဲ့ဆန္ဒဒါတွေကိုကြည့်ပြီးတော့ကဘာတသိန်းလွန်မြောက်တဲ့အခါမှာဗဒ္ဒကဘာမှာဂေါတမဖရာဆိုတာပွင့်လိုက်မယ်အဲ့ဒီဖရာလက်ထက်ရောက်တဲ့အခါ
ဖះနဲ့အလုံးရင်းနှီးဝင်ဆန်းတဲ့အလုပ်ကျွေးအမျိုးသမီးဖြစ်လိမ့်မယ်လို့ဆိုပြီးဖြားရပေးခဲ့တာဝမ်းသာလိုက်တာအဲ့ဒီသတင်းကိုသူရပြီးစိတ်အားတွေတားတက်ပြီးတော့ကုသိုလ်ကောင်းမှုတွေဆက်လုပ်နောက်ဆုံးမှာဘဝတစ်ခုပြီးတော့ဘဝပေါင်းများစွာကဘာတသိမ်းမှာလူဘဝရောက်လိုက်နတ်ဘဝရောက်လိုက်နဲ့ရောက်တဲ့ဘဝတိုင်းမှာကုသိုလ်တွေလုပ်သွားတာသူကုသိုလ်တွေလုပ်တော့ကောရမဘုရားရဲ့ရှေ့ကပွင့်နေဘုရားကကတ္တဗဘုရားလို့ခေါ်တယ်အဲ့ဒီကတ္တဗဘုရားလက်ထက်ကျတော့ဗာရဏသီပြည်မှာကိကိဆိုတဲ့ဘုရင်ကြီးရှိတယ်အဲ့ဒီကိကိဘုရင်ကြီးရဲ့သမီးတော်9ဖော်ထဲမှာဝိသခအလောင်းအမျိုးသမီးကအငယ်ဆုံးသမီးသွားဖြစ်တယ်နော်သူ့ရဲ့နာမည်ကတန်ခဓာတိတဲ့အဲ့တော့သူကအငယ်ဆုံးဖြစ်တယ်ကိကိမင်းကြီးစီသူတို့ကခွတ်တောင်းကြတယ်ကိကိမင်းကြီးသမီးတော်9ဖော်ကသူတို့ဟာဘိက္ခုနီမဝတ်ပြီးတော့သာသနာပေါ်မှာဝင်ရောက်ပြီးတရားဓမ္မအထောက်ပြစေလို့ခွင့်တောင်းတယ်သို့တော့ကိကိပြင်းကြီးကခွင့်မပြုသမီးတွေကိုမခွဲနိုင်ဘူးခွင့်မပြုတဲ့အခါကျတော့ဘာလုပ်တော့ဆိုအဲ့ဒီသမီး9ယောက်စလုံးဟာအိမ်တော်မပြုကြဘူးနောက်ဗြဟ္မစာရီဆိုတဲ့ဒီမြင့်မြတ်တဲ့လူလွတ်တွေအနေနဲ့မြတ်သောအကျင့်ကိုကျင့်ပြီးတော့အဲ့လိုနေရှာတစ်သက်လုံးဗြဟ္မစရိယသိက္ခာပုဂ္ဂိုလ်ဆောက်တည်ပြီးတော့ကျောင်းသွားကျောင်းတဲ့တရားနာဝေယဝိဆလှုပ်လှူဒန်းနဲ့အဲ့လိုပဲနေသွားကြတာအားလုံးဟာဘယ်သူမှအိမ်တော်မပြုကြဘူးတဲ့အဲ့ဒီထဲမှာသူတို့အုပ်စုကိကိမင်းကြီးရဲ့သမီးတော်အုပ်စုထဲမှာဂေါရမဘုရားလက်ထက်ရောက်တဲ့အခါကျတော့ဘသူတွေဖြစ်လာတော့လို့ဆိုခေမာတို့ခေမာမိဘကလည်းအဲ့ဒီအုပ်စုတွေကနောက်ပြီးတော့ဥပ္ပလဝနာတဲ့နော်ဥပ္ပလဝနာလည်းပဲအဲ့ထဲရပဲနောက်ပတာစာရီဆိုတာလည်းအဲ့ဒီအုပ်စုတွေဓမ္မဒိဏလည်းအဲ့ဒီအုပ်စုတွေကပဲဖြစ်လာကိတာဂေါရမီကလည်းအဲ့ဒီအုပ်စုတွေကပဲနောက်အငယ်ဆုံးဖြစ်တဲ့တန်ခဓာတိဆိုတဲ့အမျိုးသမီးကဝိသခဖြစ်လာတယ်အဲ့ဒီအမျိုးသမီး9ဖော်လုံးအားလုံးဟာကတ္တဗဘုရားလက်ထက်မှာစုံစည်းကြပြီးဂေါရမဘုရားလက်ထက်မှာလည်းလာပြီးတော့စုံစည်းကြတယ်တန်တရားမှာအဲ့လိုလာပြီးတော့စုံစည်းကြတယ်ကုသိုလ်ရှင်တွေကြီးပဲဖြစ်ပြီအငယ်ဆုံးဖြစ်တဲ့တန်ခဓာတိဆိုတဲ့မြို့သမီးကကတ္တဗဘုရားလက်ထက်မှာလည်းပဲဆူတောင်းခဲ့တယ်ဘုရားနဲ့တန်ခါတွေကိုတန်ခမာတာမိခင်တဖွဲလှူတန်းလို့ပြုစုလိုတယ်ဆိုတဲ့ဆန္ဒပြင်းပြလို့အဲ့ဒီဆုကိုပဲထပ်တောင်းခဲ့တယ်ဒါကြောင့်မို့ကောရမမြတ်စွာဘုရားလက်ထက်ရောက်တဲ့အခါမှာသူဟာတာဝတိမြို့နဲ့အလွန်ဝေးလံတဲ့ဒေသတစ်ခုမှသွားပြီးတော့တကယ်ချမ်းသာလာတဲ့မေနကတထေးကြီးရဲ့အိမ်မှာသွားပြီးတော့မေနကတထေးရဲ့သားဒနင်းစရာရဲ့သမီးသွားဖြစ်တယ်နော်ဒနင်းစရာတထေးရဲ့သမီးသွားဖြစ်ပြီးကัจจမာကသူတို့ကိုဘယ်လိုဖန်တီးပေးလိုက်တယ်ဖះနဲ့တွေ့ရအောင်ဘယ်လိုဖန်တီးပေးတယ်ဆိုတော့မှန်ကတော့ဖះနဲ့ဝေးတဲ့ဒေသသို့တော်မြတ်စွာဘုရားကြွသွားတာအဲ့ဒီနေရာကိုကြွသွားတော့သူ့အဖိုးတထေးကြီးကရွှေဆိပ်ရုပ်တွေပိုင်တဲ့တထေးကြီးဖြစ်တယ်အဲ့ဒီမှာလည်းပဲဝိသခာကခုနှစ်သမီးအနေနဲ့မြတ်စွာဘုရားကြွလာတဲ့အခါမှာတရားနာရလို့တတ်တော်ဖြစ်သွားတယ်မြတ်စွာဘုရားနဲ့တရင်တနည်းတည်းဖြစ်ဖို့ဆိုတာကံကြမ္မာကဘယ်လိုပို့ဆောင်လိုက်တယ်လဲဆိုရင်ဗေမိတာရမင်းကြီးနိုင်ငံမှာတထေးတွေအများကြီးရှိတယ်ကောသလမင်းကြီးရဲ့နိုင်ငံမှာတထေးမရှိဘူးဒါကြောင့်မို့တထေးတော့တောင်းတာကောသလမင်းကြီးတောင်းတဲ့အခါကျတော့တထေးကြီးတွေတော့ပေးလို့မဖြစ်ဘူးဆိုမေနကတထေးရဲ့သား
ထနင်းစရဝိသခာရဲ့အဖေနဲ့အမေကိုကောသရမင်းကြီးရဲ့နိုင်ငံကိုလိုက်သွားလိုက်ပါလို့ဝိသရမင်းကြီးကထဲလိုက်လို့သူတို့ဟာကောသလတာဝတိဒါရောက်သွားကြတာအဲ့ဒါကံကြမ္မာကပို့ဆောင်ပေးတာအမှန်သူတို့စာတိတ်မဟုတ်ဘူးဝိသခာနော်ဟိုပတိယကနေပြီးတော့ဒီဘက်ကိုရောက်လာအေတာဝတိမြို့နာမှာတာကေတဆိုတဲ့မြို့လေးမှာသူ့အဖေကအခြေချတော့ရသော်ဘုရားနဲ့ပူနီးဖို့ရတခါကံကြမ္မာကဖြစ်လာပြန်တာဝတိမြို့တွေကမိဂရတထေကလာပြီးတော့သူ့သားအတွက်ဝိသခာကိုလာပြီးတော့တောင်းရမ်းတယ်တောင်းရမ်းတော့အဲ့ဒါဝိသခာကိုမိဘသဘောတူလို့ပေးလိုက်တော့ပေးစားလိုက်တော့တာဝတိမြို့ရောက်သွားဟောကံကြမ္မာကဝိသခာအလွန်ဝေးတဲ့အရာကနေပြီးတော့တာဝတိမရောက်အောင်ပို့လိုက်တယ်လို့ဖြစ်သွားတော့နော်အဲ့ဒီတာဝတိရောက်တဲ့အချိန်ကစပြီးသူမြတ်စွာဘုရားနဲ့ဆုံစည်းရတယ်ဆုံစည်းပြီးတော့နောက်ဆုံးမှာသူဝတ်တဲ့မဟာလတ္တတန်းစာဆိုတာဂရေပေါင်းများစွာတန်တဲ့တန်းစာကြီးကိုရောင်းပြီးတော့တာဝတိမြို့ရဲ့အရှိမပုပ္ပယုံကျောင်းကြီးဆောလို့လှူဒန်းတယ်ဆိုတဲ့ဒီကုသိုလ်ကောင်းမှုတွေကိုသူလှုပ်ခွင့်ရသွားတာကံကြမ္မာရဲ့ဖန်တီးမှုသူဆုတောင်းခဲ့တာအဲ့ဒါကြောင့်မလို့ပို့ပြည့်သွားအကယ်၍သာမြတ်စွာဘုရားနဲ့ဝေးတဲ့သူ့ရဲ့မွေးရဇာတိမှာနေမယ်ဆိုရင်ဒီအခွင့်အရေးတွေရကြမှာရမယ်သို့တော့ကံကြမ္မာကဖန်တီးပေးပြီးတော့တာဝတိမြို့ကိုရောက်သွားအောင်ပို့ဆောင်ပေးလိုက်တယ်တာဝတိမြို့ကိုရောက်တဲ့အခါမှာသူစိတ်တိုင်းချသူဆုတောင်းခဲ့တဲ့အတိုင်းတန်ခါမာတာဆိုတဲ့အနေထားနဲ့သူကပြုလုပ်ခဲ့တယ်ပြုလုပ်ခဲ့ပြီးတော့သူ့ရဲ့ရှင်ထဲကသရဆွမ်းအားကဘယ်လောက်ကြီးမားလဲဆိုအလုံးကိုကြီးမားတယ်အဖြစ်ပြက်ကလေးတစ်ခုကိုကြည့်ပြီးမြတ်စွာဘုရားစီကသူကတောင်းဆိုတဲ့အချက်၈ချက်ရှိတယ်ဆုတောင်းတယ်လို့ခေါ်တာဆုတောင်းတယ်ဆိုတာမြတ်စွာဘုရားစီအခွင့်အရေး၈မျိုးခွင့်တောင်းတာအဲ့ဒီအခွင့်အရေးဆိုတဲ့ဝိသခာဆု၈မျိုးရတယ်ဆိုတာတခြားမျိုးသမီးတွေအဲ့လိုရတာမရှိဘူးဝိသခာပဲရှိတယ်မြတ်စွာဘုရားကခရီးတေသဇာတိကြွပြီးတော့တာဝတိမြို့ကိုပြန်ရောက်လာတယ်တခါတော့အဲ့ဒီပြန်ရောက်လာတဲ့အခါမှာဝိသခာကျောင်းအမကြီးကဖျားမှုရှိတဲ့တန်ဃာတော်တွေကိုနောက်တရက်အတွက်ဆွမ်းသာကြိုတင်ပြီးတော့ပင့်လိုက်တယ်။လက်ဖြင့်ငါအတွက်မြတ်စွာဘုရားနဲ့တန်ဃာတွေကိုသူအိပ်ပစ်ပြီးဆွမ်းကပ်မယ်ပြင်ဆင်ထားတယ်။အဲ့ဒီနေညမှာလေးကျွန်းလုံးအနှံ့ရွာတဲ့မိုးကြီးတဲ့အဲ့ဒါနောက်ဆုံးရွာတာလို့ပြောတယ်။အခုကတော့မိုးကကွက်ကြားရွာတာလေ။ပြုံးနေတော့မှဟိုမြို့ရဲရွာရင်ဒီဘက်မရွာဘူးဒီဘက်ရွာရင်မြို့ရဲမရွာဘူးမန္တလေးမှာတော့မှပဲ9မြို့နယ်6မြို့နယ်ကကွက်ကြားရွာကြီးရွာနေမှာမိုးအဲ့ဒီတုန်းကတော့လေးချွန်းလုံးတစ်ပြိုင်နဲ့မိုးကောင်းကင်ကြီးတစ်ခုလုံးမိုးမဲပြီးတော့အလုံးမိုးအိန္ဒိယတနိုင်ငံလုံးကိုမိုးရွာချတယ်ချွန်းကြီးလေးချွန်းစလုံးမှာရွာချတယ်လို့သူဆိုတယ်ပေါ့မြတ်စွာဘုရားကယဟန်တွေကိုမေးရှိတယ်ဒီမိုးဟာလေးချွန်းလုံးရွာတဲ့မိုးဟာဒါနောက်ဆုံးအကြိမ်ဖြစ်တယ်ဒါကြောင့်မို့ယဟန်တွေဟာယမယခရေချိုးဖို့ဆိုတာခွင့်ရနေအဲ့ဒါကြောင့်မို့မိုးရွာတော့ရေချိုးကြမြတ်စွာဘုရားရေချိုးရခွင့်ပေးလိုက်တော့ယဟန်တွေကရေချိုးကြတယ်အဲ့ရေချိုးတဲ့အခါသင်္ကန်းကအပူရှိတာမဟုတ်သည့်အတွက်ကြောင့်ကိုယ်တော်တွေသင်္ကန်းမပါဘဲနဲ့ရေချိုးတယ်တဲ့အဲ့လိုရေချိုးနေတဲ့အချိန်ကဘယ်အချိန်တုန်းဆိုရင်မနေ့ဝိသခာအိမ်ဆွမ်းသာမကြွခင်အချိန်လေးပဲဖြစ်တယ်နော်ပြောမယ်ဆိုရင်7နာရီ9နာရီအတွင်းလောက်ပေါ့အဲ့ဒီအချိန်လောက်လေးကရေချိုးနေတယ်ဝိသခာကဆွမ်းမပြင်ပြီးတဲ့အခါမှာအိမ်မှာခိုင်းစေနေတဲ့အမျိုးသမီးတယောက်ကိုလွှတ်လိုက်တယ်ကဲကြောင်းသွားပြီးတဲ့အခါမှာတန်ဃာတွေကိုသွားလျှောက်ချီဆွမ်းနေပြင်ပြီးပါပြီအရှင်ဘုရားတို့ကြွလို့ရပါပြီဆိုတော့လျှောက်ခိုင်းအဲ့တော့
ဝိသခာရဲ့ဆင်လွတ်လိုက်တဲ့အမျိုးသမီးကကြောင်းရောက်လာတဲ့အချိန်မှာယဟန်တန်ဃာတွေကရေချိုးနေကြတာလေရေချိုးနေတဲ့အခါကျတော့သူချက်ချင်းပြန်ပြေးသွားတဲ့အိမ်ကိုပြန်ပြေးသွားပြီးတော့ဝိသခာစီကိုအစီရင်ခံအရှင်မတဲ့တကြောင်းလုံးမှာတန်ဃာမရှိဘူးတဲ့ဒိဋ္ဌိတက္ကရောနေကြောင်းထဲမှာရေချိုးနေကြတယ်လို့ပြောတယ်။ဘာလို့လဲဆိုအဲ့ဒီခေတ်ကခဏခေတ်လည်းရှိတယ်လေအိန္ဒိယနိုင်ငံမှာဝိုလစ်လက်ချက်တဲ့ပုဂ္ဂိုလ်တွေရှိတယ်အစိလကာတွေရှိတယ်အဲ့တော့တန်ဃာတွေမရှိဘူးဒိဋ္ဌိတက္ကရောနေကြောင်းထဲမှာရေချိုးနေကြတယ်ဆိုဝိသကပညာရှိတယ်သူကစဉ်းစားတယ်ကျောင်းထဲတော့ဒိဋ္ဌိတက္ကရောကလာပြီးတော့ရေချိုးမှမဟုတ်ဘူးမိုးရွာလို့ရေချိုးကြတာဖြစ်လိမ့်မယ်ဆိုပြီးတော့ဝိသခာသူညံနဲ့သူစဉ်းစားမိတယ်ပေါ့အဲ့ဒီအချိန်မှာပဲမြတ်စွာဘုရားကကဲဝိသခာအိမ်ကဆွမ်းစားပင့်နေပြီအလုံးသင်္ကန်းတွေပြင်ပြီးတော့သွားကြမယ်ဆိုပြီးရေမစိုးပဲနဲ့တကိုးတော်နဲ့ကြောင်းမှာပျောက်ပြီးတော့ယဟန်တန်ဃာတွေနဲ့အတူတူဝိသခာအိမ်ရောက်သွားတယ်အနုမဆိုလို့ရှိရင်ရမ်းမှာရေတွေဘွက်တွေနဲ့မိုးတွေကရွာထားတော့ဒီလိုဖြစ်မှာသို့တော်မြတ်စွာဘုရားအစွမ်းတကိုးနဲ့ဝိသခာအိမ်ကိုရောက်သွားရေမစိုးကြဘူးအဲ့ဒီအခြေအနေတွေကိုဝိသခာကသိတဲ့အခါမှာမြတ်စွာဘုရားထံသူကဆုရှိပါဆိုတော့သူတောင်းတာအဲ့ဒီကြမှာဆုတောင်းတာနော်သူလိုချင်တဲ့အချက်လေးတွေကိုသူဆုတောင်းတယ်ဘယ်လိုတောင်းတော့ဆိုအထံဗန္တိဘဂဝန္တံဝရာနိယာစာမိမြတ်စွာဘုရားထံဆုရှိမျိုးတပြီးတော့တောင်းမရစေဆိုမြတ်စွာဘုရားကအတိတ်ကန္တဝရာခောတထဝိသခေတထတာတို့ဖျားဆိုတာသူများကိုဆုချတယ်ဆိုတဲ့အလုပ်မလုပ်ဘူးမြတ်စွာဘုရားဆုတောင်းတယ်ဆိုတာကဘယင်းနေစီမှာဆုတောင်းတဲ့အတောင်းမျိုးကိုတော့ဘယင်းနေစီဆုတောင်းရင်ပါပြီတော့ရွာစားအဖြစ်သူပိုင်ဆိုးဖို့ရွာတရွာချင်းမြင်မှာတို့မို့ငွေဘလောက်ပေးပါနေစားဆိုရင်နေကိုသူပေးပါဆိုပြီးတော့ဘယင်းနေစီကြတော့တောင်းခံကြတယ်လေအဲ့ဒီလိုဟာမျိုးဆိုရင်မြတ်စွာဘုရားကတို့ကဆုပေးဆုယူမလုပ်ဘူးလို့ပြောတဲ့အခါမှာအရှင်ဘုရားတဲ့တပည့်တော်တောင်းတဲ့ဆုဆိုတာအပြစ်ကင်းပြီးတော့အရှင်ဘုရားတို့နဲ့တင့်တော်တဲ့ဆုပဲတောင်းမှာပါလို့ဆိုဒါဖြင့်ပြောပါအောင်ဆိုသူတောင်းလိုက်တဲ့ဆုကဘာတော့ဆိုဣသမဟံဗန္တိတံဂတရှာဝစီဝံတပည့်တော်ဟာတဲ့တသက်တာကလပ်ပတ်လုံးတန်ဃာတွေကိုမိုးရေကန်သင်္ကန်းလှူချင်ပါတယ်ဒါဆုတစ်ခုနော်မိုးရေကန်သင်္ကန်းဆိုတာမိုးရွာတဲ့အခါမှာဝတ်လို့ရတဲ့သင်္ကန်းမျိုးဟိုဝါဆိုသင်္ကန်းကိုပြောတော့မဟုတ်မိုးရေခံသင်္ကန်းဆိုတာမိုးရေခံလို့ရတယ်အဲ့သူဘာလို့တောင်းရတာတော့ဆိုရင်မြတ်စွာဘုရားကိုလျှောက်တယ်ရှင်ဘုရားတပည့်တော်နတ်နဲ့ကအမျိုးသမီးကျွမ်းမတရားကိုလွတ်လိုက်တယ်လွတ်လိုက်တဲ့အခါရဟန်းတန်ဃာတွေကရေချိုးနေကြတယ်အဝတ်မပါပဲအဲ့ဒီအခါမှာဒိဋ္ဌိတက္ကရောနေတာရေချိုးနေကြတယ်လို့တပည့်တော်စီကြောင်းကြတယ်အဲ့တော့ရေမိုးချိုးတဲ့အခါမှာအဝတ်စားမို့ဖက်နဲ့ချိုးတာမသိတော့ပါဘူးဒါကြောင့်မို့ရေချိုးလို့ရတဲ့မိုးရေခံသင်္ကန်းကိုသူလှူပြရစေဒါတစ်ခုနော်သူတောင်းလိုက်တယ်တစ်သက်လုံးလှူမယ်တာဝတိရောက်လာတဲ့ကိုတော်တိုင်းကိုမိုးရေခံပြီးတော့ချိုးလို့ရတဲ့သင်္ကန်းပေါ့နော်မိုးရထဲမှာချိုးလို့ရတဲ့သင်္ကန်းအဲ့သင်္ကန်းကိုလူကျင်တဲ့နောက်ဒုတိယကတော့ယာဝစီဝံအာဂနုကပတ္တံတာတောတပည့်တော်တသက်တာကလပ်ပတ်လုံးနဲ့အာဂန္ဓုယဟန်နေကြွလာတဲ့အခါမှာဆွမ်းလူခွင့်ဘာကြောင့်ဒီစုကိုတောင်းရတာတော့လို့ဆိုလို့ရှိရင်အာဂန္ဓုပုဂ္ဂိုလ်ဆိုတာခီးပင်ပန်းလာတယ်တဲ့ပင်ပန်းလာတဲ့အခါမှာနေရာအစ်စ်လည်းရောက်လာတာဖြစ်တော့ကြောင့်ဆွမ်းကုန်းအတွက်ပင်ပန်းဆင်းရဲမှာဆိုလို့အာဂန္ဓုခီးရောက်မဆိုင်မှာသူကဆွမ်းထုတ်ချင်ပါတယ်ခုနပြောသလိုပဲပန်းမျိုးစုံလုပ်တယ်လို့ပဲသူလုပ်ဖို့ပဲစဉ်းစားတာနော်ဆွမ်းထုတ်ချင်ပါတယ်
နောက်တစ်ခုကတော့ဂမိကဗတ္တံဓာတောခီးသွားတဲ့ယဟန်တွေမှာလည်းပဲတဲ့ခီးကထွက်တယ်ဆိုရင်သူတို့မှာမပြည့်မစုံဖြစ်တတ်ပါတယ်အဲ့ဒါကြောင့်ခီးသွားမဲ့ကိုယ်တော်အတွက်လည်းဆုံးထုချင်ပါတယ်နောက်တစ်ခုကခိလနဗတ္တံဓာတောနေမကောင်းတဲ့ကိုယ်တော်အတွက်လည်းတပည့်တော်ဆုံးထုချင်တယ်နေမကောင်းတဲ့ပုဂ္ဂိုလ်ဆိုတာအစာအာဟာရတိုင်းတဲ့တာမဟုတ်ဘူးသူနဲ့တင့်တော်တဲ့အစာဆိုရင်ဆွမ်းခရုံနဲ့ရမှာမဟုတ်ဘူးဒါကြောင့်သူနဲ့တင့်တော်တဲ့အစာကိုလှူခွင့်ရဖို့အတွက်ခိလနာတွေလှူတဲ့ဆွမ်းကိုလည်းသူလှူချင်ပါတယ်တဲ့နောက်တစ်ခုကတော့ခိလနုပဋ္ဌာကဗတ္တံဓာတောသူနာကိုပြုစုဆောင်ရှောက်ရတဲ့ပုဂ္ဂိုလ်ဟာလည်းပဲသူ့အတွက်လည်းဆုံးကုန်းခက်ခဲတယ်တစ်ဖက်ကနေမကောင်းတဲ့ကိုယ်တော်ကိုကူညီရတဲ့တစ်ဖက်ကသူဆုံးခံရမယ်ဆိုရင်သူ့မှာလည်းခက်ခဲကြုံနေတယ်ဒါကြောင့်မို့သူအေးသက်သာရှိဖို့သူ့အတွက်အထူးဆုံးကိုလှူဒန်းပါရစေဒါလည်းဆုတောင်းလိုက်တယ်နောက်တစ်ခါကျတော့ခိလနာဖေသစ္ဆာဓာတောနေမကောင်းတဲ့ကိုယ်တော်အတွက်ဆေးဝါးကိုလည်းသူလှူရစေဒုဝရခုံတန်ဃာတွေကိုအမြဲတမ်းယာခုသူကတ်ချင်ပါတယ်အဲ့ဒါကိုလည်းလှူရစေနောက်ဆုံး8ခုမြောက်တောင်းလိုက်တာတော့ဘေခုနိတံဃတဥဒကတာတိကံဓာတောဘေခုနိမတွေအတွက်သူဟာရေတတုတ်သင်းမိုင်ကိုလှူရမရစေတဲ့ဘာကြောင့်လှူတာတုံးလို့ဆိုတစ်ချိန်လုံးဟာတဲ့မြတ်စွာဘုရားကဒီလိုခွင့်ပြုထားတာမရှိတော့ရေချိုးကြတဲ့အခါမှာအမျိုးသမီးတွေဟာလူတွေနဲ့ရောနှောပြီးတော့ချိုးရတယ်အဝတ်စားတစ်ခါတည်းအခက်ခဲကြုံတဲ့အခါမှာလူတွေကပြောင်းတာလှောင်တာတွေခံရတယ်တဲ့အဲ့ဒါကြောင့်မလို့အမျိုးသမီးတွေနဲ့လုံလုံချုံချုံရေကူးဝဆုံးလိုဟာမျိုးပေါ့လေလုံချုံတဲ့အဝတ်ကိုလှူဒန်းရစေဆိုပြီးဆုတောင်းတာတဲ့အလုံး၈ခုမြတ်စွာဘုရားကဘယ်လိုရည်ရွယ်ချက်နဲ့ဒါတွေကိုတောင်းတာတုံးလို့မေးတဲ့အခါမှာတပည့်တော်ဟာတဲ့အခုလို့သူတောင်းတဲ့၈ချက်လုံးကိုသူပြုလုပ်လှူဒန်းခွင့်ရသွားပြီမြတ်စွာဘုရားစီနေကကြွလာတဲ့တန်ဃာတွေဟာတခါတည်းမြတ်စွာဘုရားကိုလာပြီးတော့ရှိခိုးဝချကြပြီးနောက်ဆုံးမှာနေကကြွလာတဲ့ကိုရောတွေကသရင်မေးတယ်သရင်ပေးတယ်ပေါ့အရှင်ဘုရားနေမှာရှိတဲ့ဘယ်ကိုတော်ဖြင့်ပြန်တော်မူသွားပါပြီအဲ့ဒီကိုတော်ဟာတရားထုအနေနဲ့ဘယ်တရားများရသွားပါသလဲလို့ရှင်ဘုရားကိုလာပြီးတော့မေးလေးလျှောက်ထားလေးရှိကြတယ်တဲ့ရှင်ဘယ်ပုဂ္ဂိုလ်ဖြင့်ယာနာဖြစ်သွားသလားဘယ်ပုဂ္ဂိုလ်ဘယ်အဆင့်ရောက်တုံးလို့ဘုရားကိုမေးတဲ့အခါမှာမြတ်စွာဘုရားကအဲ့ဒီကိုယ်တော်ကသောတပန်အဲ့ဒီကိုယ်တော်ကတဂရကံနဲ့ဒီပုဂ္ဂိုလ်ကယဟန္တာနဲ့ဆိုပြီးတော့သူတို့ရောက်ရှိသွားတဲ့တရားထုတွေကိုမြတ်စွာဘုရားကဖွင့်ဟပြီးတော့မိန့်ကြားလေးရှိတယ်တဲ့အဲ့ဒါလို့ယဟန်တန်ဃာတွေရောက်လာပြီးတော့မြတ်စွာဘုရားကိုမေးလို့ဘုရားဖြေလိုက်တာဒီပုဂ္ဂိုလ်သောတပန်ဒီပုဂ္ဂိုလ်ကယဟန္တာလို့ဖြေလိုက်တဲ့အခါမှာသူကဝိသခာကဘယ်လိုဝမ်းသာချင်တာတုံးဆိုတော့အဲ့ဒီပုဂ္ဂိုလ်တွေမေးတယ်အခုပြန်လွန်တော်မူသွားတဲ့ကိုတော်ဟာတာဝတိမြို့ကိုရောက်ဖူးသလားဒါသိချင်တယ်သူအဲ့တော့ဖြေတယ်တာဝတိမြို့ကိုရောက်ဖူးတယ်ဘယ်ချိန်ဘယ်နှခါရောက်ဖူးတယ်ဆိုတော့ပြောလိုက်လို့ရှင်ဒီပုဂ္ဂိုလ်ဟာဧကနိဋ္ဌငါဆုံးကိုစားဘူးတဲ့ပုဂ္ဂိုလ်ပဲဖြစ်ရမယ်အဲ့လိုဝမ်းသာရအောင်သူကတာဝတိကိုရောက်လာဘူးတဲ့ပုဂ္ဂိုလ်မှန်သမျှသူဌာနနဲ့ကင်းတဲ့ပုဂ္ဂိုလ်မရှိဘူးသူလူဘူးတဲ့ဝတိကတတိကဆိုတဲ့မိုးရိကသင်္ကန်းအာဂန္တုကပတ္တဟိုလည်းစားဘူးမယ်ကမိကပတ္တဆိုတဲ့ခရီးသွားယဟန်တွေလှူတဲ့ဟာတွေအဲ့ဒါလို့သူလှူသမျှကိုခံယူဘူးတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ဟာယဟနာကြီးဆိုပါလားသောတပန်တဂရကအနာဂံဆိုပါလားလို့ကြားလိုက်ရလို့ရှိရင်ရင်ထဲမှာပီတိတွေဖြစ်တယ်ပေါ့အဲ့ဒါလို့ဖြစ်ရခြင်းဟာတပည့်တော်ဖို့အိန္ဒြိယဘာဝနာတရားတွေတတိတွေဝိရိယတတ္တဝိရိယတတိသမာဓိပညာဆိုတာတွေရင်ထဲမှာပိုတိုးတက်လာပါတယ်တဲ့ဘုဇင်ကဘာဝနာဘုဇင်တရားတွေလည်းပဲသူပွားပြီးသားဖြစ်ပါတယ်ဝန္တာပီတိဖြစ်ရင်အတိညာကိုဖြစ်ပေါ်စေတတ်တဲ့
ဘုဇင်တရားတွေလည်းသူ့တဏ္ဍမှာဖြစ်ပါတယ်အဲ့တော့သူဟာကျင့်တဲ့အာရသူလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကိုတတိယပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်းကပီတိဖြစ်တယ်ပီတိဖြစ်ခြင်းကကိုယ်ရောစိတ်ရောအေးချမ်းတယ်ကိုယ်ရောစိတ်ရောအေးချမ်းခြင်းကချမ်းသာဒုက္ခကိုခံစားရတယ်ချမ်းသာဒုက္ခဖြစ်လာလို့ရှိရင်သူစိတ်လေးဟာတည်ငြိမ်တယ်အဲ့ဒီအကျိုးကျေးဇူးတွေကိုမျှော်ကိုးပြီးတော့ဒီဆုရှိမျိုးကိုတပည့်တော်အချီးမြှင့်မှာပေးသနာပါလို့ဆိုမြတ်စွာဘုရားခွင့်ပြုလိုက်တယ်အဲ့၈ခုလုံးနော်အဲ့ဒီ၈ခုလုံးဟာဝိသခာသူရသက်ပံတသက်တာလုံးကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တယ်လုပ်သွားတယ်အဲ့ဒါကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဝိသခာကိုစံနမူနာထားပြီးတော့ကြီးတဲ့အဝဒံလှပတဲ့ပန်းမျိုးစုံတဲ့ပန်းပုံကြီးတွေကနေပြီးတော့ပန်းကုန်းတွေတီကုန်းသလိုလူတော်ကမှရလာတဲ့ပုဂ္ဂိုလ်ဟာဝိသခာလှုပ်တယ်လို့ကုသိုလ်ကောင်းမှုတွေကိုစုံနေအောင်လှုပ်တဲ့နဲ့လှုပ်ရမှာဖြစ်တယ်လို့ဒီဒေသနာတော်ကိုဟောပြောတာပဲဖြစ်တယ်နော်အဲ့တော့ဘုန်းကြီးတို့တွေလည်းမိမိတို့ဘဝမှာတို့တွေမလှုပ်ဖူးသေးတဲ့ကုသိုလ်ဆိုတာမရှိအောင်တို့တွေကြိုးစားအထောက်ကြရမှာဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်ဗုဒ္ဓဆုံးမဟောကြားတော်မူခဲ့တဲ့ယထာပိပဝရသိမအစရှိတဲ့ထေသနာတော်မှာလာရှိတဲ့အတိုင်းပဲတို့တွေဟာလူဘဝရရှိထားကြပြီးရထားတဲ့တဲ့ကလုံးမယ်ဆိုရင်ကုသိုလ်မျိုးစုံအောင်တို့တွေလောက်ခွင့်ရနေတဲ့အနေထားရှိတယ်ဒါကြောင့်မို့ပန်းကုန်းလှလှလေးတွေပန်းညုံတွေကပန်းကုန်းလေးတွေကိုရွေးချယ်ပြီးတည်ကုန်း၍အလှဆင်ကြသလိုကုသိုလ်ကောင်းမှုတွေမျိုးစုံအောင်တို့တွေကြိုးစားအထောက်ကြမှာဖြစ်တယ်လို့ကိုယ်စီကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း